Hello, ini aro him chef yaro mu. Ima shi ye bốမသေးတဲ့ကလေးတယောက်ကြောင့်ပြင်ပေးမယ်ပေါ့နော်။ဒါကတော့လက်ထက်ကအကြည့်ရောဆိုင်ရှိမှသွားပြီးတော့ဘာဖြော်ပြရလားသူ့ကိုဖြော်ပြရလားတော့မသိဘူးပြန်ပြောနေရပေါ့နော်။မိုင်းဒါကတော့သူတနစ်ခွဲတော့ကမင်းကလေးပြီးပြီးစိတ်ကောက်ရဲ့နေထားလေးပေါ့နော်ဘာလို့လဲဆိုတော့သူ့အတောက်ထီရအောင်မခံဘူးအလိုနှခမ်းဆိုပြီးစိတ်ကောက်နေရပါမင်းကလေးတွေကစိတ်ကောက်တဲ့ပညာကိုမိကြရတက်လာတဲ့အတွက်တကူတကကြီးတင်စရာမလိုဘူးပေါ့နော်မိုင်းညီကိုမကြည့်ရမိုင်းဒါကတော့အပြင်သွားဖို့တော့မပဲအလားတွေပြင်ထားတာပါသူပြင်သွားမယ်ဆိုလို့ပြင်လိုက်ပို့ရပါတယ်ဒါကတော့တွိုင်းလက်ဝင်မယ်ဆိုရင်တော့ဖြောင်းတဲ့နဲ့မဝင်ရတဲ့ကျမပေါ့ရှင်တွိုင်းလက်ထဲဝင်တော့အပြင်ကနေတကောက်တုံတုံထုတောင်းချမ်းငိုအော်ဟစ်အထဲဝင်သွားလဲအထဲမှာတစ်စက်မအညီမနေဒီတိုင်းပါပဲကလေးတယောက်ရှိရဲ့အိမ်ကလေးလိုပဲပေါ့နော်သူတို့ဘလို့နေချက်နေရတော့မမေတွေရဲ့တဘာဝပဲပေါ့နော်ဒါလေးကတော့သူအရင်မလို့အိပ်ပျော်သွားပါပြီသူရဲ့ညာမဲ့အဆင်ပြေလို့အိပ်လိုက်ပါတယ်